တခင်ရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွင့်ယူရမယ့်နှုတ်ကပတ်တော်ကတော့စာလံနံပါတ်14ဖြစ်ပါတယ်စာလံနံပါတ်14ဖျားသခင်မရှိဟုမိုက်တော်သူသည်ထင်တတ်၏ထိုသို့သောသူတို့သည်ဆွေးမြေ့ယိုယွင်း၍ဆက်ဆုပ်ပွေသောအမှုကိုပြုတတ်ကြ၏ကောင်းသောအမှုကိုပြုတော်သူတယောက်များမရှိနားလေတော်သူဖျားသခင်ကိုရှာတော်သူတစုံတစ်ယောက်ရှိသည်မရှိသည်ကိုသိမြင်ခြင်းကထာဝရဘုရားသည်ကောင်းကင်ဘော်ကလူသားတို့ကိုငုံ၍ကြည့်ရှုတော်မူ၏လူအပေါင်းတို့သည်လမ်းလွဲကြပြီးတညီတညွတ်သည်ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏ကောင်းသောအကျင့်ကိုကျင့်တော်သူမရှိတယောက်မျှမရှိမုံကိုစားတကဲ့သို့ငါ၏လူတို့ကိုကိုက်စား၍ထာဝရဘုရားကိုပထနာမပြုသောအဓမ္မလူအပေါင်းတို့သည်မတိဘဲနေရကြသလောတို့ဖြစ်၍အလွန်ကြောက်လန့်ကြလိမ့်မည်အကြောင်းမူကားဖျားသခင်သည်ဖြောင့်မတ်သောလူမျိုးဘက်၌ရှိတော်မူ၏နှိမ်ချလျက်ရှိသောသူသည်ထာဝရဘုရားကိုခိုလုံသောကြောင့်သင်တို့သည်သူ၏အကြံအစီကိုအရှက်ကွဲစေတတ်ကြ၏ဤတရေလအမျိုးကိုကယ်တင်ခြင်းကျေးဇူးတော်သည်ဇီးအုံတောင်ပေါ်မှာပေါ်ထွန်းပါစေသောတိမ်သွားခြင်းကိုခံရသောလူမျိုးတော်ကိုတဖန်ထာဝရဘုရားသည်ဆောင်ခဲ့တော်မူသောအခါယာကုပ်သည်ဝမ်းမြောက်ခြင်းဣသရေလသည်လည်းရှင်လန်းခြင်းရှိလိမ့်မည်အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ